ဟုသောဘဂဝါတာဇာနာတာပတ္တတာအရဟတာသမ္မာသမ္ဗုဒ္ဓေနခန္ဓာဝေကသံယုတ်တေပထမနကုလာပိတုသုတ်တံကာထကာရဘဂိတမေဝတ္ထုသမေကထင်္စဘာတိတံဘေကေတုဗန္တေတုတုမာရာဂိရေဘေသကလဝနေမိဂဒါယေနကုလာပိတရံဂါပတိအာရဘဘာတိတံနကုလာပိတာဗန္တေဂါပတိဘဂဝန္တံဧတရောသအဟမသမိဗန္တေစိန်သောဝုဒ္ဓောမန္လကောအတ္တကတောဝယောအနုပ္ပတောအာတုရကာယောအဘိက္ခနာတင်ကောအနိစ္စတသဝီကောပနာဟံဗန္တိဘဂဝတောမနောဘာဝနိယာနိသဘိက္ခုနံဩဝတတုမံဗန္တိဘဂဝါအနုသတတုမံဗန္တိဘဂဝါတိသတမိံဗန္တိဝတ္ထုသမိံဧဝမေတံဂါပတိဧဝမေတံဂါပတိအာတုရောဟာယံဂါပတိကာယောအန္တဗုတောပရိယောနတောယောဟိဂါပတိဣမံကာယံပရိယရံတော်မူတံပိအာရောဇံပတိဇာနိယကိမိညတရပါလယံသတ္တမတိဟာတေဂါပတိဧဝံဒိကိတဗံအာတုရာကာယတမေတတောစိတံနာတုရံဘဝေတတိတိဧဝံဟိတေဂါပတိသိခိတဗန္တိဧဝံခောဗန္တိဘဂဝတာဘာတိတံဣရောမူမြင်တော်မူ၍ပူဇော်တုဝကံသမှုရိုက်သောနေရတာ၅ပါးတရားလုံးစုံကိုကုံစင်သိမြင်တော်မူသောဘုန်းတော်ကြောင့်ပါနှင့်ပြည့်စုံတော်မူသောထိုမြတ်စွာဘုရားသခင်သည်ခန္ဓာဝေသံယုံ၌ရှိဥစွာသင်္ဃာနာတင်ထားသောနကုလပိတုသောမြည်သောတရားဒေသနာတော်ကိုဘယ်ရဒေသနာ၏ဘယ်ပုဂ္ဂိုလ်ကိုအကြောင်းပြု၍ဘယ်သို့သောအထုပ္ပတိကြောင့်ဘယ်သို့သောအချင်းရာအဖြစ်ဟောကြားတော်မူခဲ့ပါသနည်းငါရှင်ဧကတိုင်းအဝံဘာသူသူမဟာရဂိရာမြို့သူသူမဟာရဂိရာမြို့၏အနီးသာတို့အားဘေးမဲ့ပေးရာဖြစ်သောဘေသကလာမြေသောဘီလူမှဆိုးဥသောတောအုပ်၌တရင်သုံးနေတော်မူစဉ်ဟောကြားတော်မူအပ်ပါသည်သာပင်ညူမြတ်စွာဘုရားသည်ဘက်ကတိုင်းအဝံပါသူသူမဟာရဂိရာမြို့၏အနီးဘေသကလာမြေသောတောအုပ်ရာ၌တရင်သုံးနေတော်မူသောအခါထိုသူသူမဟာရဂိရာမြို့အတွင်း၌ဘဝ900ဆက်ခါပင်လင်မြတ်စွာဘုရား၏အမိအဖဖြစ်ခဲ့ဘူး၍ဘဝ900ဆက်ခါပင်လင်မြတ်စွာဘုရား၏မိကြီးပါကြီးဖြစ်ခဲ့ဘူး၍ဘဝများစွာ900ဆက်၍ပင်လင်မြတ်စွာဘုရား၏မိတွေပါတွေဖြစ်ခဲ့ကြဘူးသောနာကုလမြည်သောသူငယ်၏အမိအဖဖြစ်သောနကုလပိတာနာကုလမာတာမြည်ရသောဥပါဒကဥပါတိကာတို့ရှိကြပါသည်ထိုကနာကုလပိတာမြည်ရသောဥပါတိကာဥပါဒကာဒါယကတိဘုရားဓမ္မောက်သွားရောက်ပြီးလင်အဟမသမိဗန္တေစိန်သောဝုဒ္ဓောမန္လကောအတ္တကတောဝယောနုပတောစသည်ဖြင့်ဘုန်းတော်ကြီးမြတ်တော်မူလာသောမြတ်စွာဘုရားအကျွန်ုပ်ဒီကအိုမင်းခဲ့ပါပြီကြီးရင်ခဲ့ပါပြီကြီးသောဇာတိရှိခဲ့ပါပြီမင်း20 30လွန်မြောက်ရောက်ခဲ့ပါပြီပစ္စည်းမှာရွယ်တိုင်းမြောက်ရောက်ခဲ့ပါလေပြီအကျွန်ုပ်ဤကိုယ်ဒီကအမြဲတစေဇရာတိဟုသောနာကျင်ခြင်းဗျာဒီတိဟုသောနာကျင်ခြင်းဖြင့်အမြဲတစေနာကျင်လျက်ရှိ၍နေပါသည်ခဏခဏဖြင့်အကျွန်ုပ်၏ကိုယ်ခန္ဓာဝေယောဂဥပါဒုကြာရောက်လျက်ရှိပါသည်ဘုန်းတော်ကြီးမြတ်တော်မူလာသောမြတ်စွာဘုရားအကျွန်ုပ်သည်က
ရှင်တော်ဘုရားအား၎င်းစိတ်နှလုံးမူပွားတည်တော်မူတတ်သည်သံဃာတော်အရှင်မြတ်များအား၎င်းအမြဲတစေဖူးမြော်၍နေနိုင်သူမဟုတ်ပါဘုန်းတော်ကြီးမြတ်တော်မူလာတော်မြတ်စွာဘုရားရှင်တော်ဘုရားသည်အကျွန်ုပ်ကိုအဆုံးမဩဝါဒပေးတော်မူပါအကျွန်ုပ်ကိုအနုသာသမီစကားမင်ကြတော်မူပါဟုတောင်းပန်လျောက်ထားခဲ့ပါသည်ဒုက္ခသဗ္ဗညုမြတ်စွာဘုရားသည်ဧဝမေတံဃာပတိဧဝမေတံဃာပတိအစရှိသည်ဖြင့်နာကုလပိဒါဒါယကဤသင်လျောက်ဆိုသည့်အတိုင်းမှန်လာပါပြီဤသင်လျောက်ဆိုသည့်အတိုင်းမှန်လာပါပြီနာကုလပိဒါဒါယကဤယုတ်ခန္ဓာကိုယ်သည်ကအမြဲတစေသရာတိဟုသောနာကျင်ခြင်းဗျာတိတိဟုသောနာကျင်ခြင်းတို့ဖြင့်အမြဲတစေနာကျင်အနှိမ့်ဆက်ခံ၍သာနေရပါ၏နာကုလပိဒါဒါယကမမတင်အရှင်ပုဂ္ဂိုလ်သည်ဤသို့သရာတုရဗျာတိအာတုရတို့ဖြင့်အမြဲတစေနာကျင်၍နေသောဤယုတ်ကိုယ်ကိုဆောင်နေရသည်ဖြစ်ပါလျက်အနာကင်းခြင်းကိုဓမ္မဟုတ်များဝန်ခံကြအားထို့သောဝန်ခံသောပုဂ္ဂိုလ်အားမသိခြင်းမှတပါအကြောင်းမရှိတော့ပြီနာသမတိဟဒေဂပတိဧဝံသိကိတဗံသို့ရာကနာကုလပိဒါဒါယကသင်သည်ဤသို့အကျဉ်းချုပ်အားဖြင့်ကျင့်ကြံကြိုးကုပ်အားထုတ်ပါလေအာနုရကာယသမေတတော်စိတ်တံနာတုရံဘဝိတ္တိငါဤယူပကာယသည်သရာတိဟုသောနာကျင်ခြင်းယာတိဒီဟုသောအနာယောဂါတို့ဖြင့်ဤခန္ဓာကိုယ်ယူပကာယကိုအနှိမ့်ဆက်ခံရစေကမူငါဤစိတ်တန်တံအစဉ်ကိုကကိလေသာဒီဟုသောအနာယောဂါတို့ဖြင့်အနှိမ့်ဆက်မခံရအောင်နေမည်ဟု၍အသင်္နာကုလပိဒါဒါယကတိကျင့်ကြံကြိုးကိုအားထုတ်ပါလေဟု၍ဘာပင်ညုမြတ်စွာဘုရားသည်လျောင်းစွာမြည်တော်အားထုတ်ပါတိကြောင့်သံသုမာရာကိရာမြို့အရဝေနာကုလပိဒါမြည်ရသောဥပါဒကာကိုအကြောင်းပြု၍ယေနာကုလပိတုသုတ်တံဒေသနာတော်မြတ်ကိုကရုဏာရှိထားဟောကြားတော်မူအပ်ပါသည်အရှင်ဘုရားတင်သာဟုသောဘဂဝတာသံခိတေနဗာတိတံဝိထာရေနပါဏကေနကထင်သာဝိပါဒံသံဃောဗန္တိဘဂဝတာသံခိတေနဒေတိတံကတင်္သာဝုကတင်္သာဂါပတိအာတုရကာယောစေဝဟောတိအာတုရစေတောသာဣဒာဂါပတိအနုတဝါပုထုဇနောအရိယာနံအာတတဝိရိယဓမ္မတအာကောဝိတောအရိယဓမ္မေအဝိနိတောသာမုရိသာနံဝါဒတဝိသဗုရိသဓမ္မတအာကောဝိတောသာမုရိသာဓမ္မေအဝိနိတောရူပံအတ္တသောသမနုပတ္တိရူပဝန္တံဝါအတ္တနံအတ္တနိဝါရူပံရူပသမိန်ဝါအတ္တနံအဟံရူပံမမရူပံတိပရိယုဒ္ဓဓာယီဟောတိသတ္တအဟံရူပံမမရူပံတိပရိယုဒ္ဓဓာယိနောတံရူပံဝိပရိနမတိအညထာဟောတိဒါနရူပဝိပရိနာမေညထာဘာဝဥပ္ပေတံတိဘောကပရိဒေဝဒုက္ခဒေါမနတုပါယတာတိဧဝမာဒိနာဗန္တိအာယသမတာသာရိဗုဒ္ဓေနဓမ္မသေနာပတိနာဝိထာရေနာဝိပဒံဒေါနာကုလပိတုမြေတော်ဗုဒ္ဓံတရားဒေသနာတော်ဘုန်းတော်ကြောင့်ပါနှင့်ပြည့်စုံတော်မူသောမြတ်စွာဘုရားသခင်သည်အကျဉ်းမြသာလင်ဟောကြားတော်မူခဲ့ပေ၏ထိုသောအကျဉ်းမြသာဟောကြားတော်မူခဲ့သောနာကုလပိတုသုတ်တံဒေသနာတော်ကိုအကျဉ်းအားဖြင့်အဘယ်မည်သောပုဂ္ဂိုလ်ကအဘယ်သို့သောအချင်းရာအားဖြင့်ချက်ထွင်၍ဝေဖန်ဟောကြားတော်မူခဲ့ပါသည်ငါရှင်ဩ
ထိုအကျင့်အားဖြင့်သဗ္ဗညုမြတ်စွာဘုရားဟောကြားတော်မူအပ်သောနာဂုလာပိတုသုဒ္ဓံဒေသနာတော်များကိုတရားစစ်ဒေနာပတိချုပ်ဖြစ်တော်မူသောသာရိမုတ္တရာမထေရသူမြတ်ရဲ့အကျင့်အားဖြင့်ချဲ့ထွင်၍ဟောကြားတော်မူအပ်ပါသည်အနည်းငယ်မြခွန်ပြလျောက်ထားလိုပါသည်နာကုလပိတာမိရသောဥပါဒကဒါယကသည်စัจ java ရိမင်းကြီးထံ၌ခါစားပြီးသောပုဂ္ဂိုလ်သည်သာကြီးဥပရာထံသို့တဖန်သွားရောက်ပြီးတဲ့ကဲ့သို့ထိုအတူသဗ္ဗညုမြတ်စွာဘုရားဓမ္မအကျဉ်းချုပ်ဖြစ်သောဩဝါဒအနုသာသတိစကားကိုကြားနာပြီးလင်တရားစစ်မှုသာတော်ဥပရာသာဖြစ်တော်မူသောအရှင်သာရိပုတ္တရာမထေရသူများထံသို့သွားရောက်၍ယောနေစွာရှိကိုဥညွတ်ပြီးလင်သင်အားလျောက်ပတ်တော်ရ၌ထိုင်နေပါသည်ထိုကတရားစစ်သူကြီးဖြစ်တော်မူသောအရှင်သာရိပုတ္တရာမထေရသူများကဝိပဿနာနိခောတိကာပတိအင်္ဂရိယာနိပရိသုတ်တော်မူခဝံတော်ပရိယောဓာတော်အစရှိသည်ဖြင့်ဩနာကုလပိတာဒါယကအသင်ဤသက္ခုသောတာအစရှိသောအင်္ဂရိတို့သည်သာအထူးသဖြင့်ကြည်လင်လှပါပေကုန်၏မျက်နာဆင်းသည်ကတန်ရှင်းကြည်လင်တောက်ပလာပါပြီယနေ့သဗ္ဗညုမြတ်စွာဘုရားဓမ္မတရားနှင့်ရှင်သောစကားကိုကြားနာကုန်ကိုရခဲ့ပါသလိုဟုမေးမြန်းတော်မူလပ်ပါသည်ထိုကနာကုလပိတာဥပါဒကဒါယကာသည်ဘိဟိနောတိယဗန္တိသာရှိသည်ဖြင့်ဩအရှင်ဘုရားအဘယ်မှလင်တရားနာခွင့်မရဘဲရှိပါအံ့ဤယခုပင်လင်တပည့်တော်ကိုသဗ္ဗညုမြတ်စွာဘုရားသခင်သည်တရားဒီဟုသောအမျက်ရည်ဖြင့်ပွန်လောင်းအပ်ပါပြီဟုပြန်ကြားလျောက်ထားသောအခါဘယ်ပုံမဲ့ပန်းခြင်းရာဖြင့်သဗ္ဗညုမြတ်စွာဘုရားကအသင်ကိုတရားအမျက်ရည်ဖြင့်သွန်လောင်းအပ်ပါသည်ဟုမေးမြန်းလာသည်ရှိသောနာကုလပိတာဥပါဒကသည်တရားထံမှောက်မိမိရောက်ခဲ့သောအချင်းအရာမိမိလျောက်ထားဘုံအချင်းအရာသာပင်ညုမြတ်စွာဘုရားပြန်ကြား၍ဟောတော်မူပုံအချင်းအရာလုံးစုံကိုအရှင်သာရိပုတ္တရာမထေရသူများအားပြန်ကြားလျောက်ထားပါသည်ထိုကအရှင်သာရိပုတ္တရာမထေရသူများကနာကုလပိတာဒါယကဤသို့မြတ်စွာဘုရားကရူပကာယကိုမှအနာယောဂတိဟုသောနာကျင်မှုနှိမ့်ဆက်စေကာမူစိတ်တန်တံအစဉ်မှာကိလေသာအနာယောဂမနှိမ့်ဆက်အောင်နေရမည်ဟုအချင်းချုပ်သဗ္ဗညုမြတ်စွာဘုရားဟောကြားတော်မူသောအခါမြည်သို့သောအချင်းအရာဖြင့်ယူပကာယယောနာမကာယပါနာကျင်ပင်မောင်းနွမ်းနေ၍မြည်သို့သောအချင်းအရာအဖြင့်ကျင့်ကြံသည်ရှိသောရူပကာယသာလင်နာကျင်ပင်မ၍စိတ်တန်တံအစဉ်ဒီဟုသောနာမကာယမနာကျင်မပင်မောင်းမှုဖြစ်ပါသည်ဘုရားဟု၍အသင်္နာကုလပိတဒါယကဤဉာဏ်ဝဝေမြတ်စွာဘုရားအာမေးမြန်းဖို့ရန်မထင်ပါသလိုဟုမေးမြန်းတော်မူလာသောအခါဘုရားရှင်သာရိပုတ္တရာမထေရသူမြတ်ဘုရားတပည့်တော်တို့သည်အဝေးရမှပင်လည်းရှင်ဘုရားထံမောက်သူဤတရားတော်ကိုကြားနာဖို့ရန်လာရောက်ရမည်ဖြစ်ပါသည်အရှင်သာရိပုတ္တရာမထေရသူမြတ်ဘုရားယခုဆိုအပ်သောအနတိဘယ်ရဲ့ကျင့်တဲ့အတိဘယ်ကိုရှင်ဘုရား၏ဉာဏ်ဝဝေထင်ရှားတော်မူပါဟောပြတော်မူပါဟုတောင်းပန်လျောက်ထားသည်တွင်ကတိင်္စကာပတိအာတုရကာယောဇေဝံဟောတိအာတုရစိတ်တော်စာအစရှိသည်ဖြင့်နာကုလပိတာဒါယကမြည်သို့သောအချင်းအရာဖြင့်ယူပကာယကိုလီပန်၍စိတ်ကံတံအစဉ်လီနွမ်းနေမှုဖြစ်ပါသည်နာကုလပိတာဒါယကဤလောကဝေပညာဘဟုတုတလုံးဝမရှိသောအန္တဘာလကုထုဇဉ်ပုဂ္ဂိုလ်သည်အရိယာသူတော်ကောင်းတို့ကိုလေဉာဏ်မျက်စိဖြင့်မမြင်ဘူးအရိယာသူတော်ကောင်းတို့ဤပฏิပဒံသမပဒံသာရှိသောဘောဓိပက္ခိယတရားတို့၌လိမ့်ပြီးမလိမ့်ပါအရိယာသူတော်ကောင်းတို့ဤသမပဒံတိဘောဓိပက္ခိယတရားတို့၌မကျွမ်းလိမကျွမ်းကျင်အရိယာသူတော်ကောင်းတို့ဤအရိယာသူတော်ကောင်းတို့ဤဘယ်ဒီဘောဓိပက္ခိယတရားတို့၌တတိတံဝရဘာနာတံဝရဒီဟူသောတံဝရနှစ်ပါးတို့ဖြင့်
သံဝရဝိနိပါဏဝိနိတိဟုသောနေရာသောဝိနိတို့ဖြင့်ယဉ်ကျေးအောင်ဆုံးမပြီးမဟုတ်သောအနာဘာလပုထုဇဉ်ပုဂ္ဂိုလ်တွေရုပ်ကို၎င်းဝေဒနာကို၎င်းသင်ညာကို၎င်းသင်္ခါရကို၎င်းဝိညာဉ်ကို၎င်းဤခန္ဓာ၅ပါးတို့ဝေတဘာတဘာ၌ရုပ်သည်ပင်အတ္တလိပ်ပြာကောင်းသည်အတ္တလိပ်ပြာသည်ရုပ်ပင်သည်ဟူ၍တော်၎င်းရုပ်သည်အတ္တရှိ၏အတ္တရုပ်သည်အတ္တရှိ၏ဟူ၍၎င်းရုပ်၌အတ္တသည်တည်၏ဟူ၍၎င်းအတ္တ၌ရုပ်သည်တည်၏ဟူ၍၎င်းသင်္ကာယဒိဋ္ဌိအားဖြင့်ရှုကြည်ပါသည်ထို့အတူဝေဒနာသင်ညာသင်္ခါရဝိညာဉ်တည်ဟူသောခန္ဓာ၄ပါးတို့၌၄ပါးစီသင်္ကာယဒိဋ္ဌိအတ္တဒိဋ္ဌိဆွဲညီခဲ့ပါသည်ထိုအနာဘာလပုထုဇဉ်ပုဂ္ဂိုလ်သည်ထိုရုပ်ဝေဒနာသင်ညာသင်္ခါရဝိညာဉ်တည်ဟူသောခန္ဓာ၅ပါးယုံနာတရားတို့၌ငါသည်ပင်ရုပ်သည်ပင်ငါသည်ဝေဒနာသည်ငါသည်ပညာသည်ငါသည်သင်္ခါရသည်ငါသည်ဝိညာဉ်သည်ငါသည်ဟူ၍မာနအစွဲအားဖြင့်ဖြစ်စေငါ၏ရုပ်ငါ၏ဝေဒနာငါ၏ပညာငါ၏သင်္ခါရငါ၏ဝိညာဉ်ဟူ၍ဒိဋ္ဌိစွဲအားဖြင့်ဖြစ်စေထိုခန္ဓာ၅ပါးတို့၌တဏမာနဒိဋ္ဌိတို့ဖြင့်သွမ်းမှု၍တည်ရှိပါ၏ထိုသို့ခန္ဓာ၅ပါးတို့၌တဏမာနဒိဋ္ဌိတို့ဖြင့်သွမ်းမှု၍တည်ရှိသောအနာဘာလဥထုဇဉ်ပုဂ္ဂိုလ်အားထိုသို့တည်ရှိစဉ်ပင်လင်ထိုယုံနာ၅ပါးယုံနာနှပြခန္ဓာ၅ပါးတို့သည်ပေါက်ပြန်ပြန်ထွေထွေပြားပြားဖြစ်ပွားကြရပါသည်သို့ခန္ဓာ၅ပါးယုံနာတရားတို့၏ပေါက်ပြန်ပြန်ထွေထွေပြားပြားဖြစ်ပွားမှုသည်ဟုသောအကြောင်းကြောင့်ထိုအန္တဘာလပုထုဇဉ်ပုဂ္ဂိုလ်အားသောကပရိဒေဝဒုက္ခဒေါမနတဥပါယသတိဟုသောအကုသိုလ်တရားတို့တိုးပွား၍ဖြစ်ရပါကုန်သည်နကုလာပိတာဒါယကဤသို့အပြီးသောအခြင်းရာအဖြင့်ရူပကာယယောစိတ်တန်တံအစဉ်ပါဤနှပြသောရုပ်ကိုနာမ်ကိုနှစ်ရတို့၌ယောဂတုရဇရာတုရကိလေသာတုရတေဟုသောနာကျင်ခြင်းသုံးမျိုးဖြင့်နှိမ့်ဆက်ခံရခြင်းဖြစ်ပါတော့သည်နကုလာပိတာဒါယကလင်ညာဘူးသူတရှိသောကလျာဏပုထုဇဉ်ပုဂ္ဂိုလ်သူမြတ်သည်ကအရိယာသူတော်ကောင်းတို့ကိုဉာဏ်မျက်စိဖြင့်ဖူးမြော်ဘူးအရိယာသူတော်ကောင်းတို့ဤဘောဓိပက္ခိယတရားတို့၌လိမ္မာအရိယာသူတော်ကောင်းတို့ဤဘောဓိပက္ခိယတရားတို့၌သံဝရဝိနိပါဒဝိပါဏဝိနိနှစ်ပါးတို့ဖြင့်ယဉ်ကျေးအောင်ဆုံးပါပြီးဖြစ်သည်ဖြစ်၍ရုပ်ဝေဒနာသင်ညာသင်္ခါရဝိညာဉ်တည်းဟူသောခန္ဓာ၅ပါးဝယ်20သောသင်္ကာယသက်ကာယဒိဋ္ဌိအစွဲတို့ဖြင့်ဆွဲလာမှုလေးမရှိပါထိုခန္ဓာ၅ပါးတို့၌ငါသည်ယုတ်သည်ငါသည်ဝေဒနာသင်ညာသင်္ခါရဝိညာဉ်တည်းဟုမာနဆွဲအားဖြင့်၎င်းငါ၏ယုတ်ငါ၏ဝေဒနာငါ၏သင်ညာငါ၏သင်္ခါရငါ၏ဝိညာဉ်ဟူ၍တဏှာဆွဲအားဖြင့်၎င်းလွန်မှု၍တည်တတ်မှုလေးမရှိပါဘုနာကုလပိတာဒါယကထိုသို့ယုတ်ဝေဒနာသင်ညာသင်္ခါရဝိညာဉ်တည်းဟူသောခန္ဓာ၅ပါးတို့၌တဏှာမာနဒိဋ္ဌိအားဖြင့်လွန်မှု၍မတည်သောကလျာဏပုထုဇဉ်ပုဂ္ဂိုလ်၏တဏ္ဍံဝေထိုခန္ဓာ၅ပါးတို့သည်ဖောက်ဖောက်ပြန်ပြန်ထွေထွေပြားပြားဖြစ်ပွားလျာပါသည်သို့ဖောက်ဖောက်ပြန်ပြန်ထွေထွေပြားပြားဖြစ်ပွားတော်သည်သက်ကာယဒိဋ္ဌိ22ခုကပင်မညှိတွဲသည်ဖြစ်သောကြောင့်ထိုကလျာဏပုထုဇဉ်ပုဂ္ဂိုလ်အားယုံနာနှပြခန္ဓာ၅ပါးတို့၏ဖောက်ပြန်ထွေပြားစွာဖြစ်ပွားမှုတည်းဟူသောအကြောင်းကြောင့်သောကပရိဒေဝဒုက္ခဒေါမနတဥပါယသတိဟုသောနံတရားတို့အပေါ်ဝဲကြရောက်သောအနာယောဂမျိုးမဖြစ်နိုင်ပါနာကုလပိတာဒါယကဤစွာပြီးသောအခြင်းအရာအပြင်အရိယာသာဝကပုထုဇဉ်ပုဂ္ဂိုလ်သည်ယူပကာယသာလင်အနာယောဂတို့ဖြင့်ကျင်နာနှိမ့်ဆက်၍သို့ကျင်နာနှိမ့်ဆက်တော်လိစိတ်တဏ္ဍာအစဉ်ဝယ်ကိလေသာတိဟုသောအနာယောဂတို့ဖြင့်မကျင်နာမှုအနှိမ့်ဆက်မခံရမှုဖြစ်ပါသည်ဟု၍တရားစင်မှုဖြစ်တော်မူသောဓမ္မတေနာပတိအာရိပုဒ္ဒရာမတိသူမြတ်သည်ဤလျောက်ဆိုအားကြည်သောအခြင်းအရာအားဖြင့်နာကုလာပိတာမြည်ရသောဥပါဒကာအားသာပင်ညုမြတ်စွာဘုရား
အကျဉ်းဟောကြားတော်မူအပ်သောအဆုံးအမစကားကိုစိတ်ပြခွဲကြအကျယ်အားဖြင့်ဟောကြားတော်မူအပ်ပါသည်ဗျာဒနာတုမေဗန္တေသံဃောဟံဗန္တေအာယတမန္တံဝိစိတသရာတိဝန္တံတိပိကတရဓမ္မဗန္နာကာရိကံအာယုဒ္ဓနိကာယေခောမရုဒ္ဓသုဒ္ဓတောပဋ္ဌာယဘုစိတဗာနိနိကာယဌာနာနိဘုစေဗုဒ္ဓသသောအာယတမဝိစိတသရာတိဝန္တဝိဝေဇာဝိသေစေတိဣတိဓမ္မန္တေနေမလံသူပိသုဒ္ဓံတတောဘဂဝတောဝဇနာရတသမတမောရတသတ္တမယထာပုရိမကသဘာလိယောမာတိရဝရပောရဏပင်ဂိတိခာရာဧဝမေဝမယံပိဓာနိသတ္တပင်ဂိတိမဟာဓမ္မဗလာပရိယပါဏာဣမံပါယုဒ္ဓနိကယသင်္ခါရံဘုရားဘာဝစနာယထာနုပါဒတနာတော်ဝထာယဧကတောသစ္စာယိတဝါသံဃာယိယမသံဃာတော်ရှင်သူများတို့ဗျာဘုရားကြီးတော်ယေသကလျောက်တော်ဆိုတော့နားစင်တော်မူကြစေလိုပါသည်ယာရီတော်ဒီတိပိကတရဓမ္မဗန္နာကာရိကဘောရိစယအရှင်ဝိသရာသရာပြုဝင်တာကိုဘာယုဒ္ဓနိကေ၌ခောမရုဒ္ဓသုံးပါးစရမင်းနဲ့မဲလိုက်တော့အကျဉ်းလက်များစွာတို့ကိုမင်းရန်ခဲ့ပါပြီတို့ရှင်ဝိသရာသရာပြုဝင်တာဒီနေ့မဲလိုက်ရှင်းလင်းဖြစ်ကြခဲ့ပါပြီတို့ဖြစ်ပါ၍ဤဘာယုဒ္ဓနိကေပါဠိတော်ဆရာယစုသည်အငြိအကျေးကင်းလျက်ကောင်းစွာသရှင်းစင်ကြယ်နေပါသည်ပူဇော်တို့ခန္ဓာမူရကညရငါးပါးတရားလုံးသောကိုယ်စင်သိမြင်နာမှုသောဘုန်းတော်၆ပါးနဲ့ပြည့်စုံနာမှုသောကိုမြတ်စွာဘုရားသခင်ဤဟောကြားတော်မူခဲ့ရင်တရားတော်စင်စစ်စကားတော်စင်စစ်ဖြစ်ပါသည်ရှင်ဘုရားတို့သို့ဖြစ်ပါ၏ရှိခါကာလအရှင်မဂ္ဂသဗ္ဗစိုက်တော်ရှိသောသင်္ဃာနာတွင်မဟာရှင်မြတ်တို့သည်မြတ်စွာဘုရား၏သာသနာတော်ရှိသည့်တိုင်းနတ်မှာဘဝပေါင်းတို့၏ကျိုးစီးပွားချမ်းသာတွေများစွာဖြစ်ထွန်းရလို့ငါရသော်ဘုရားဟောကြားတော်မူသောတရားတော်တို့ကိုပထမစားရည်လည်းသင်္ဃာနာတင်ခဲ့ကြပါကုန်ပြီဒုတိယတတိယသုတ္တပစ္စမအကျဉ်းတရားအောင်လည်းအကျဉ်းချင်းထားဆွေးသင်္ဃာနာတင်ခဲ့ကြပါကုန်ပြီဤနည်းတူပင်ဒီခုခါကာလ၌လည်းဒီသရသင်္ဃာနာမဟာဓမ္မလူဝိညာဉ်၌ပါဝင်လျက်ဆောင်ရွက်တော်မူကြသောအာလုံးသောသင်္ကိတိကာရကအရှင်သူများတို့သည်ဘာဝတ္တနိကေဟုခေါ်ဆိုရသောဤမြတ်စွာဘုရား၏စကားတော်စုတရားတော်စုကိုအစဉ်ရောက်ရာမှစ၍တပေါင်းဤအညီအညီတို့ဆိုပါဝမ်းမြောက်ဝမ်းသာနှင့်သင်္ဃာနာတင်ကြပါသောတတ်တော်ရှိရှင်ဘုရားတို့ဩဒေအမဝါဒယောဂမဝါဒဘုသိကယဝါဒဘုရားဘုရားဝါဒအင်္ဂမေဃနုတာရိနောဝါဒဘာသာသောဣတိသာဝါပနိညာမိဒေတိယသတံဝါယောဂတံဥပါရိဏံယဟောတတိဘေကုယသတိကာဝါယောဓာတုယာဇေဝခောပနာယသတိကာဝါယောဓာတုယာသပတဝီဝါယရာဝါယောဓာတုဝါယောဓာတုရေဝေသာသာနေတမမသေသောအနတမိသာမေသောသာတိဒေဝမေတံယထာဘုဒ္ဓံသမ္မာပညာယသဗ္ဗံဒေဝမေတံယထာဘုဒ္ဓံသမ္မာပညာယသိတဝါဝါယောဓာတုယနိဗ္ဗေဒတိဝါယောဓာတုယသေတံဝိရာစေတိဓမ္မာသဘိက္ခုအာဂတဓာတုသိယာဣသတိကာသိယာဘာယရာပထမသာဘိက္ခုဣသတိကာအာဂတဓာတုယာဣသတံဣသတံအာဂတံအာဂတရတံဥပါဒိနံယေရတိရံသံဃိစေတံနာတိစေတံမုသဒဝရံယေနာသာအပိဒသီလအာယိတသာယိနံဧသောရတိယတာသာအပိ
ဒုက္ခနိတိမိလာနာတိဒုက္ခနိတိမိလာနာတိအဒုက္ခအဒုက္ခနိတိမိလာနာတိဒုက္ခဝေဒနိယဝေကုအာမတေလာဥပ္ပဇ္ဇတိဒုက္ခဝေဒနာသောဒုက္ခဝေဒနာဝေရယနာဒုက္ခဝေဒနာဝေရမိမိလာနာတိအတိဝါဒုက္ခဝေဒနိယတာအတ္တတာနိရောဓညာတိကဝေရိယနာဒုက္ခဝေရိယအာရမတေသာဥပ္ပါနာဒုက္ခဝေဒနာအာနိရောဓတိဘာဥပါဒံတိသာနာတိဒုက္ခဝေရိယဝေကုအာသံပတိသာဥပ္ပဇ္ဇတိဒုက္ခဝေဒနာသောဒုက္ခဝေဒနာဝေရိယနာနောဒုက္ခဝေဒနာဝေရိယမိသာနာတိသတိဝါဒုက္ခဝေဒနိယတာအတ္တတာနိရောဓညာတိကဝေရိယံဒုက္ခဝေဒနိယအသံတတိသာဥပ္ပါနာဒုက္ခဝေဒနာအာနိရောဓတိဘာဝနာသမတိတိသာနာတိအဒုက္ခမဒုက္ခဝေဒနိယဝေကုအာသံတတိသာဥပ္ပဇ္ဇတိအဒုက္ခမဒုက္ခဝေဒနာသောအဒုက္ခမဒုက္ခဝေဒနာဝေရိယမာနောအဒုက္ခမဒုက္ခဝေဒနာဝေရိယမိတိသာနာတိသတိဝါ